你等我上。别别一，三，二。好了，我这没留不远了。然后别人那些你的那背开不了。哎，给这都哎老要到那了，我也说这去嘛呗。哎，就你东港啊，那么亚到了，对呀的，那我学就那个了，就么亚我就那的吧呗。好的，你过一个，也看那些了。后边别的都跟那么多年的阿弟啥别土的呗，给这都。တဲ့ဖိုင်တာအသက်ကလေးကစားတာလုံးကိုပေါ့ကဲကျွန်တော်တို့ဟုတ်တယ်တော့ကဲကျွန်တော်တို့စားပြီးတိုးတာကောင်းကြီးကွဲနေတယ်ခင်ဗျာဟုတ်တယ်ဗျာကောင်းကြီးကွဲကျွန်တော်ကောင်းကွဲတယ်ဆိုတော့နည်းနည်းလုံးကြည့်လို့ဘာကုံသွားပြီဗျတောက်ကအာနာကုံဖြစ်သွားပြီနော်ကဲငါကြီးတို့အစင်ပြေကြရလားမသိဘူးနော်ဒီတဲ့မြင့်လို့တော့မရတော့ဘူးဗျာနော်ဒီကျူးကလည်းကောင်းလေးနည်းနည်းတွေ့ရတယ်စိတ်မချရသေးဘူးဗျာနော်ကဲကျွန်တော်စားပြီးထိုးတာကြီးဗျာအထက်ဖန်တာတယ်ဗျာအထေပဲတေထားကြီးဇွဲမှာပဲကောင်းလိုက်တယ်လေဗျာကဲအမကတော့ကျွန်တော်တို့6မှတ်2မှတ်ပါဗျာကဲဖန်ထားပေးတယ်ဗျာကျွန်တော်တို့ကဲဘာလို့မလဲဟိုလုံကိုကျွန်တော်တို့သွားပါရဲ့ကဲအမကတော့ကျွန်တော်တို့အေးပိုက်ခောက်တယ်ဗျာကဲအထေတေထားကြီးရရှိန်လေးဘာလို့မလဲအေး7 3ကဲအမကတော့9မှတ်3မှတ်ပါအေးလို့ကြီးလေအဲ့ကဲအဝင်ပြန်လက်ရန်သူတော့လက်နဲ့ရောင်းလိုက်ပြီဗျာအထေဖန်ထားပေးတယ်အထေတေထားကြီးဇွဲမှာပဲမှတ်နေတာပဲကန်ချတယ်ဘရော့ကပြန်မိတယ်ကဲအေးကျွန်တော်တို့ဒီလုံးကိုစမ်းဝင်းရလင်ကိုပြားများနေတယ်လုံးနေတယ်ညီလေးအဲဟန်မျိုးဆိုရုပ်ကဲထိုးထားပြီးကြအေးဒီလုံးနာနိုင်တာတဲ့တော့ဘိုးငါနဲ့ညီမြောင်းတစ်နေဗျာကဲတေထားပြီးစမ်းဝင်ကောင်းတယ်ဗျာဆက်ပြီးထိုးမယ်ဗျာစားပြီးဖြုတ်ချထားပြီးအဲတန်းစင်တုံးဝင်ကောက်ထားတယ်ဗျာအဲကဲအထေတေထားပြီးအနေလေးအေးချွေချုံက4မှတ်ပါအတေစားပဲထိုးပြီးဗျာအဲဖမ်းထားတဲ့ရီစိန်ပဲတဲမယ်ရီစိန်စမ်းဝင်းပဲတဲတယ်မှားလိုက်တဲ့ရီစိန်ဟာကဲဆရာလေး SCM မှာလည်းအောင်လေးပုံနဲ့ယူကြီးလင်တင်ထားတယ်ဗျာကဲစားပဲထိုးပြီးကျွန်တော်တို့ကလည်းအခွင့်အရေးယူတယ်ဖြစ်မှာဆိုလို့ပရိသတ်တွေကိုကျွန်တော်တို့ကတိတ်တော့မပြောချင်ဘူးဗျာနော်ကဲတေထားပြီးရီစိန်ပဲကြံသွားပြီးလိုက်ကန်ထားတယ်အထေဆယ်သွားပြီးဗျာကဲအထေပဲတေထားပြီးချိန်လေးခရိုကန်အမကတော့4မှတ်73မိနစ်နဲ့ကဲပြန်ပြီးတော့ကြိုးစားထားပြီးတော့ရွှေကျွန်းသားရင်ကဲအထေဖန်တာရွှေစင်တော့တာဗျာပြန်မက်လာသေးတယ်ချိန်လေးကန်ပြီးဗျာကဲဒါဖြစ်သွားပြီဗျာအဲလိတ်3កောင်ရသွားလောက်မယ်ထင်တယ်လိတ်3កောင်ဒီအခြေအနေထားရောက်လိတ်3កောင်ရမှာပါဒါပေမဲ့ချင်းလုံးဆိုတာလည်းအလုံးကြီးဗျာဘာမှပြောညီညာသေးဘူးဗျာကြိုးစားတာပါရွှေကျွန်းသားရင်ကဲစားပြီးထိုးထားပြီအေးပထမတစ်ပွဲတော့ကျွန်တော်လက်ထပ်လိုက်ရပြီလေပြိုင်ပွဲရဲ့တဘာဝတိုင်းဒုတိယပွဲမှာပြန်စီပြီးရီစိန်စားပြီးထိုးပြီးဗျာအေးကျွန်တော်အဖြစ်အမလေးဇာတာကတော့ကန်စားအထက်ကဆိုလို့ရှိရင်တော့ကျွန်တော်နောက်တန်းစားပြီးတဲ့ဟောပိတ်ခိုင်းထားတယ်ဗျဘယ်ထိုးမလဲကဲတက်တယ်ပဲထိုးတယ်ဗျာကာထားတဲ့နေရာကိုပဲကဲကျွန်တော်တို့တည်ထားပြီးဗျာကျွန်တော်တို့အေးဘယ်ပြန်ပြီးသွားပြန်ပြီးအော်ရဲမုံဝင်လာတာဗျာနော်အေးချစ်ပါဗျာနော်ကဲကျွန်တော်စားပြီးထိုးမယ်ဗျာစားပြီးလိုင်းတူရဲ့စားဒီမှာပွဲငယ်တပွဲဟိုတော့လိတ်3កောင်နိုင်လာတယ်ဗျစားပြီးထိုးရတယ်အားလေးကိုတစ်ပါပဲတဲ့ဟုတ်ပါလားစားပြီးထိုးရတယ်1 5ပါဗျာမင်္ဂလာပါဦးကျော်တဲ့ဟုတ်ကဲ့ပါဗျာနော်ဖမ်းထားတယ်လိတ်3កောင်အာတစ်ပဲတဲထားတယ်ရှင်းလေးကန်ထားတယ်ပြန်ပြီးပြန်လာပြီနော်အာတစ်စားပြီးထိုးရတယ်ကောင်းတယ်ဗျာစားပြီးဘယ်လေးနဲ့ဖမ်းထားတယ်စားပြီးမတက်တင်ထားတယ်ချစ်ကောင်းကန်ထားတယ်3 5ပါစားပြီးထိုးရတယ်ရှင်းလေးကောင်းတော့ထားတယ်အာတစ်ပဲကိုလေးတဲထားတယ်ရှင်းလေးအာဒီလည်းစားပြီးထိုးရတယ်မကတော့5 off ပြန်ညီပြီဗျာနော်ဘယ်လိုကျွမ်းနေဟုတ်ပါတယ်ဗျာဘယ်လိုကြည့်ကျွမ်းရမှာပါဗျာခဏလေးအာဒီပြန်ပြီးတော့စားပြီးထိုးမှာပဲဖြစ်ပါတယ်ဗျာအာဒီစားပြီးထိုးရတယ်စားပြီးဘယ်လေးညာလေးနဲ့ဖမ်းရတယ်တဲရပြီကောင်းတယ်7 5ပါဗျာစားပြီးထိုးမယ်ထိုးရတယ်ဒလုံးဖမ်းရတယ်အာဒီလိုက်တင်နေတယ်တိုးလေးပဲအလဲမှာမြောက်ထားတယ်ခွဲချင်းကန်ထားတယ်အာဒီထိုးရတယ်ကောင်းလိုက်တယ်စားဟုတ်ပါရဲ့ဗျာကျွန်တော်ကတက်ကြည့်တဲ့သတိရပါတယ်ဗျာမူပင်အခါတက်ထိုးရတယ်ကောင်းတယ်ဗျာကဲအခုဆိုရင်လေဒီတော့ဆက်ပြီးထိုးရတယ်ကောင်းပေါ်မှာထပ်ပေါက်တယ်ဗျာကဲအတစ်ပါပဲဟုတ်ပါတယ်ဗျာစားပြီးထိုးရတယ်တွေ့ရတယ်ဗျာအဲ့ဒီထိုးရတယ်ခန်းရတယ်တည်ထားပြီးကိုချစ်တော့အဝေးကြီးပဲကန်ထားတယ်အဲ့ဒီပြပါဗျာနော်
အတေစားပြီးထိုးရတယ်ကောင်းလိုက်တာဗျာစားပြီးကောင်းတယ်ညာနဲ့ဖမ်းရတယ်ပယ်ရတယ်ကိုချစ်ဖမ်းရတယ်ဂလုံးမဲအတေမြောက်ထားပေးပြီအလဲမှာပဲရှိန်လေးကန်ရတယ်ဘုံမှာပဲပြပါအတေထိုးရတယ်ကောင်းတယ်ဗျာအတီးပါဗျာစားပြီးထိုးရတယ်လေသုံးကောင်အတေဖမ်းရတယ်ခေါင်းလေးတောက်ပြီးမြောက်ထားတယ်ရှိန်လေးကန်ရတယ်ပါဗျာလုံးသာတက်ခဲ့မယ်ဆိုတော့လိတ်ဖလားပေါ့ဗျာဖမ်းရတယ်တည်ထားပြီဗျာကဲတပ်ပိုင်ဆိုကန်ရတယ်အတေစားပြီးထိုးမယ်ဗျထိုးရတယ်စားပြီးညာလေးနဲ့ဖမ်းရတယ်တန်းဝင်းတည်ထားတယ်အတေဘယ်လေးနဲ့မိသွားပြီကဲတည်ထားတယ်ရှိန်လေးကန်ရတယ်ခွဲပြီးစားတယ်ဗျာကဲမင်္ဂလာပါဗျာအားလုံးပဲခုဆိုရင်တော့ဒုတိယပွဲမှာတော့15မှတ်17မှတ်ဆိုတဲ့ရလနဲ့လိတ်သုံးကောင်ကတော့ရွှေသွန်းသားအဖေကိုနှစ်ပွဲပြည့်နဲ့နိုင်ရယူပြီးတော့ကျွန်တော်တို့မြန်မာပလာသာချဲလေးကတ်စူပလာကြီးကိုသိမ့်ပိုက်သွားပြီပဲဖြစ်ပါဗျာဒီချူကြတဲ့လိုင်းမောင်ကညီကိုလေးအားလုံးပဲအခုနေကျေးဇူးတင်ရှိပါတယ်